လူတွေကအမြဲတမ်းမတူညီတဲ့ level တစ်ခုမှာစုံကြတယ်ပြောရရင်ကိုယ့်ကိုစိတ်ခံစားမှုမြင့်တက်လာစေတာဒါမှမဟုတ်ရင်စိတ်တန်ရာတွေကိုတတ်တာစေနိုင်မဲ့သူမျိုးပေါ့ရှင်းပြောရရင်တော့ brain level ပေါ့ဗျာဆိုတော့ကျွန်တော်တို့နဲ့ကိုက်ညီမဲ့သူနဲ့ပဲရှားကြတယ်ဒါပေမဲ့တဦးကစပြီးတော့ level မြင့်လာပြီးတော့နောက်တစ်ဦးကကြံခဲ့တယ်ဆိုလို့ရှိရင်စပြီးတော့ညှိလို့မရတော့တာဖြစ်လာတယ်အဲ့လိုအခြေအနေမှာမြင့်သွားတဲ့သူအနေနဲ့သူ့ကိုယ်သူရက်တန့်ထားမယ်ဆိုရင်တော့ဒီအရင်ပုံစံလေးကိုပြန်သွားဖို့တော့မလွယ်တော့ဘူးလေလို့ဆိုတာသူတို့ကိုယ်တိုင်တိုးတက်ပြောင်းလဲဖို့ကိုအမြဲစိန်ခေါ်နေရတာမလားဒါကြောင့်လမ်းခွဲလိုက်မလားဒီလိုနဲ့ပဲပြဿနာတွေဆိုတာကတော့ဆလာတော့တာပေါ့အချစ်လျက်နဲ့ဘာလို့လမ်းခွဲချတာလဲကျွန်တော်ရဲ့ comment မှာခဏခဏတော့တွေ့ရတယ်နှစ်တွေအများကြီးချစ်ခဲ့ကြတယ်ပြီးရင်ထားခဲ့ခင်ရတယ်အဖြေရှာကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေချစ်ပုံချင်းနေပဲမှားနေခဲ့တာလားသူကစိတ်ဖြေဖြောက်ယုံတက်တက်နဲ့ကိုယ်စီလာပြီးအချိန်ဖြုံးတာလားချစ်နေကြရင်နဲ့စိတ်ပြတ်သွားကြလို့လားပေါ့မိကုံးပေါင်းအများကြီးပါပဲဒါပေမဲ့ဖြတ်ချင်တဲ့သူကတော့မင်းဘာမေးမေးအကြောင်းပြချက်တွေအများကြီးနဲ့သူပြောချင်ရပြောသွားမှာပဲဘာလို့လဲဆိုတော့သူကဖြတ်ချင်နေတဲ့သူကိုချစ်ရတဲ့မင်းကတော့ပူဆွေးပြီးတော့ကြံနေခဲ့တာအကြောင်းပြချက်တွေကိုထည့်မတွေးသင့်ဘူးလားဆိုတော့လည်းမဟုတ်ဘူးဘာလို့လဲဆိုတော့အမှန်တရားကတော့အမြဲရှိနေတယ်လေသို့တော့အချစ်ဆိုတာခံစားချက်နဲ့တိဆောက်ထားရတာဒီကိုယ်နှလုံးသားကိုပြန်မေ့ကြည့်သူချစ်တာကိုဒီရင်ပတ်ကြီးနဲ့ခံစားရလားမခံစားရဘူးလားဆိုတာပေါ့အချစ်တစ်ခုတည်မြဲဖို့ချစ်တယ်ဆိုတဲ့အရာလေးနဲ့တော့မရဘူးဗျတခြားအရေးကြီးတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်ဥပမာအချစ်ကိုကျွန်တော်တို့အိမ်ကလေးတစ်လုံးနဲ့ခိုင်းနိုင်ကြည့်မယ်ဆိုလို့ရှိရင်အိမ်ဖြစ်လာဖို့ဆိုလို့ရှိရင်အုတ်တွေတဲတွေတစ်တွေဝါးတွေတန်တွေနဲ့တဖြည်းဖြည်းတည်ဆောက်ရတာဒီအိမ်တစ်လုံးခိုင်မြဲဖို့ဆိုရင်အုတ်မြစ်တွေခိုင်မြဲဖို့လိုတယ်နေစနစ်လည်းကြာရမယ်အဲ့ဒါတွေအားလုံးပေါင်းဆက်ရောရှက်ပြီးမှခိုင်မာတဲ့အိမ်ဆိုတာဖြစ်လာတာဖြစ်တယ်လို့စောက်ထားရင်တော့အချိန်တစ်ခုကြာရင်တော့အဲ့ဒီအိမ်ကြီးကဝုန်းဝန်းနဲ့ဆိုပြီးတော့ပြိုလဲသွားမှာပဲအချစ်ဆိုတာလည်းအဲ့ဒီသဘောပဲအချစ်ကိုနည်းနည်းလေးအဓိပ္ပာယ်ဖွင့်ကြည့်မယ်ဆိုလို့ရှိရင်အချစ်ဆိုတာစိတ်ခံစားချက်နဲ့ဒီအပြုတ်အမှုတွေပေါင်းဆက်ထားတာပါအဲ့တော့ဘာတွေလဲဆိုလို့ရှိရင်ရင်းနှီးမှုစိတ်အားထက်သန်မှုနဲ့ဂတိကဝတ်တွေပါပါတယ်ထပ်ပြီးတော့အသေးစိတ်လေးခွဲမယ်ဆိုရင်ဂရုစိုက်တာတွေနှီးစပ်မှုရှိတာတွေဒီအခါခွဲပေးတာတွေပြီးတော့ဆွဲဆောင်မှုတွေယုံကြည်မှုတွေအများကြီးပါတယ်တကယ်လက်တွေမှာဒီအကြောင်းအရာအားလုံးကိုရမရတော့လိုက်စစ်နေလို့တော့မရဘူးပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့အားလုံးဟာမပြည့်စုံကြပါဘူးသို့တော့ကျွန်တော်တို့ကဒီမပြည့်စုံခြင်းတွေနဲ့ရှင်သန်ချရတာမို့အဲ့ဒါတွေနဲ့နေသားကြပါတယ်လူတိုင်းကမတူညီတာမို့မတူညီတဲ့ဆန္ဒမတူညီတဲ့လိုအပ်ချက်တွေနဲ့ဒီမတူညီတဲ့ချစ်ချင်းတွေကမျိုးကွဲထက်လာကြတယ်အချစ်ကိုခံစားတလာတယ်အချစ်ကိုစပြီးတော့ထိတွေ့လာတယ်ဆိုရင်ဒီအချက်လေးတွေကိုနားလည်ထားတဲ့အခါကိုယ့်ရဲ့ပါဒနာနဲ့ညီနိုင်မှုတွေလုပ်တဲ့အခါပြဿနာကိုတစ်ဖက်မှာထားပြီးတော့ကိုတို့နှစ်ဦးကတစ်ဖက်မှာနေဖို့လိုတယ်ဒါမှခမည်းတော်နှစ်ဦးနဲ့ဒီပြဿနာနဲ့ကတစ်ဖက်စီဖြစ်ပြီးတော့အတူတူဖြေရှင်းနိုင်မှာဖြစ်ပါတယ်ခမည်းတော်ဘယ်လိုထင်လဲအဲ့တော့တစုံတစ်ခုကြောင့်ခမည်းကစိတ်တက်ကြလာတယ်သူ့ကိုပြုပြင်ပေးလို့မရဘူးကိုဖြစ်ချင်တိုင်းလည်းဖြစ်မရဖြစ်လာပြီဆိုရင်တော့တွေ့ရမှာကသူကကိုဟုတ်မနေဘူးဆိုတာပဲသူ့ကိုတွေးမဲ့စားကိုပြန်တွေးကြည့်ပါပြီးရင်ကိုဘာသာကိုပြင်ဆင်ပါခမရပြိုလဲသွားရင်ပျောက်ဆုံးသွားရင်ဘယ်သူတွေကယူဆိုင်မယ်ထင်တယ်လေဘယ်သူမှယူဆိုင်မှာမဟုတ်ပါဘူးဆိုတော့လောကမှာအစစ်မှန်ကတိတ်များများဆဆတော့ရှိမနေပါဘူးအားလုံးပြီးသွားတယ်ဆိုရင်တော့ပြီးသွားတာပါပဲကဘာကြီးကတော့ကိုမရှိတယ်သူ့ဘာသူဆက်ပြီးတော့လက်ပတ်နေအောင်ပါပဲဗျ